တောက်ကြနေရတဲ့ပွဲကောင်းလေးဖြစ်ဒီကူဝမ်က Brad နဲ့ Marcy ပွဲကို Brad ဇွန်အောင်လေးကျွန်တော်ရွေးချယ်ပေးထားပါတယ်ဒီလိုဘာလို့ရွေးချယ်ရလဲဆိုတဲ့အကြောင်းပြချက်လူတို့ရှင်းလေးကိုကျွန်တော်ညီကိုတွေကိုကျွန်တော်မြင်နေပြန်လဲမျှဝေပေးလို့ပါတယ်ပထမဆုံးစပြောရင် level အရှုံးပေါက်ကြီးရှင်ပေါ့နော်ဒီမာစီတို့ဒီအဝေးကွင်းဆက်တဲ့ပွဲမှာသူတွင်းကို19ကိုနဲ့ပေးကိုက16လုံးဒီပါရှိပါတယ်16လုံးရှိပါတယ်အဲဆိုတော့တပွဲကိုနှလုံးဒီပါသူတွင်းနိုင်တယ်ပေါ့နော်ပေးကိုကလည်းအရင်ရာဒီဒေကလောက်အရင်ကြီးချစ်လေနေတဲ့ထဲတော့မပါဘူးပေါ့နော်အခုရာဒီကတော့ဖွင့်စော်တယ်ကိုရတယ်ရာပြန်ပေးရတယ်ရှူးရရအောင်လိုက်ရှူတယ်အဲ့လိုမျိုးပါတပတ်ရှင် Brad တို့ကလည်းနောက်ဆုံးကစားခဲ့တဲ့ကျွန်တော်တို့အိမ်ကွင်း6ပွဲမှာပေးကိုနှလုံးနဲ့အထိပေးရလောက်တဲ့အထိပေါ့နော်ခက်စစ်ပိုင်းလေးကကြည်လေးစော်ထားနိုင်တာကိုတွေ့ရပါတယ်ကြီးတဲ့ရာကိုကြည့်ရမယ်ဆိုလို့ရှိရင်လေမာစီတို့ကကျွန်တော်တို့3ပွဲစနိုင်ပွဲပြောက်ထားတယ် PSG ကို5-0နဲ့အရှက်တပွဲရှုံးထားတယ်ကျွန်တော်တို့ Paris ကိုတည်နောက်ဆုံးကစားခဲ့တဲ့ Satra ဘုံနဲ့ကိုတူတူတည်ကြတယ်ဆိုတော့နောက်ဆုံး3ပွဲစနိုင်ပွဲပြောက်ထားတော့ဒီကောင်နိုင်ပွဲလိုအပ်နေတဲ့အခါမျိုးမှာယခုဒီညပေါ့နော်ပြီးထားတဲ့ level အရှုံးကကျွန်တော်အမြင်တူတာနိုင်လူစိတ်ပြင်းပြမယ်ဆိုလို့ရှိရင်နိုင်ကြီးအောင်နိုင်ကြီးများမယ်ဆိုလို့ရှိရင်ဒီချက်ပို့ပြီးတော့ပြီးတဲ့လို့ကျွန်တော်မြင်မိပါတယ်အနည်းဆုံး1ဘလက်60 90လောက်ကတော့မဖြစ်မနေပြီးတဲ့လို့ကျွန်တော်မြင်မိပါတယ်ဘော်ဒီဂျီတန်လေးပြောင်းနေလို့မြင်လေနှစ်ဖက်လုံးကသွင်းဖို့ရဖို့တော့ခိန်းလေးမရှိတဲ့အတင်းအိမ်ခွင့်ဆိုလို့ရှိရင် Brad တို့ကလည်းတစ်ပွဲတစ်လုံးကတော့အနည်းဆုံးရှူနိုင်တဲ့အတင်းအကြီးတို့ကလည်းခန်းသစ်ပိုင်းကြီးရာသီအရင်ကြီးမကြစ်လက်တဲ့အတင်းဒီနှစ်တင်းကို3လုံး50သာအစားကျွန်တော်တို့တူတာပေါ်နိုင်မယ်ဆိုလို့ရှိရင်ပေါ့နော်အနည်းဆုံး3တရီလောက်တော့အနည်းဆုံးပေးတင်တယ်လို့မြင်မိပါတယ်ဘာလို့ဆိုတော့မာစီတို့ကစတိုက်ဒီကူပေါ်ထားလို့ပါဒါမှမဟုတ်10ပွဲဆက်ပေါ်တယ်ကျွန်တော်တို့နောက်ဆုံးကစားခဲ့တဲ့လီကူဝမ်မှာဆိုလို့ရှိရင်9ပွဲဆက်ပြပြတာကိုကူပေါ်ထားခဲ့လို့ကျွန်တော်တိတက်ပို့ပြီးတော့ကြီးပေးတင်တယ်လို့မြင်မိတဲ့အတွက်ကိုအောက်လေးကိုရွေးချယ်ထားဖြစ်ပါတယ်စေတနာထားပြီးတော့အချိန်ပေးရွေးချယ်ပေးထားဖြစ်လို့အကြိုက်သူမှဆိုဖို့ကြိုတင်ပြတ်ရက်ခံပါတယ်နေ့စဉ်တပွဲကောင်းသုံးသက်ချက်လေးတွေကိုကြည့်ရဖို့ကျွန်တော် channel လေးကို like and subscribe လုပ်ထားပါအောက်မှာ Telegram ပွဲကောင်းတဲ့နေ့တွေမှာမောင်းတွဲလေးတွေကြည့်ရအောင် Telegram link လေးကိုအောက်မှာထည့်ပေးထားပါတယ်ဒီကိုတွေအားလုံး good night and good luck ပါအဆင်ပြေကြပါစေခင်ဗျ